ဒုတိယပတ်နှစ်တစ်ကူးနေ့မှာမိသားစုတွေဆောင်ကြတော့ကျမကလည်းတစ်နှစ်ပတ်လုံးအပင်ပန်းခံအလုပ်လုပ်လို့ရတဲ့စုချင်းငွေလေးနဲ့မာစီတီကအစ်စ်လေးစီးပြီးဦးလေးအိမ်ကိုရောက်လာခဲ့တာပေါ့အိမ်ထဲလဲရောက်ရောဝမ်းကွဲညီမဖြစ်သူအေးတင်ကကျမကိုမြင်တာနဲ့မဲ့ပြုံးပြီးအိုးအမလှဝေမနှစ်ကနိုက်ကလပ်မှာအလုပ်လုပ်တာတော်တော်ပတ်စံရပုံရတယ်နော်မာစီတီတောင်စီးနိုင်နေပြီပဲတဲ့ကျမကတော့သူနောက်နေတာပဲဆိုပြီးရဲကျဲနဲ့ပဲနေလိုက်တာပေါ့ဒါပေမဲ့သူကမရက်ဘူးဗျအမက်လိုစာတော်တဲ့သူဆိုရင်ကလပ်မှာဧည့်သည်တွေအများကြီးရမှာပဲနော်တခါဆိုရင်1000လောက်ရမှာလားဆိုပြီးလူကြားထဲမှာအဆက်ခွဲတော့တာပဲဘေးကဆွေမျိုးတွေကလည်းလှဝေကိုကြည့်ရတာအေးလေးပါဘလို့လို့ဒီလိုရှုပ်ထုတ်တွေလုပ်ရတာလဲရွာမှာပွဲလွန်တက်ထားတဲ့ပညာတတ်ဆိုပြီးမိဘတွေကကျွေးမွေးထားတာရှက်စရာကြီးဆိုပြီးဝိုင်းပြောကြတော့တာပေါ့ကျမအဖေနဲ့အမေဆိုရင်မျက်နှာတွေဖြူဖြော့ပြီးလူကတုံနေပြီနင်ကရှေ့နေတယောက်ဖြစ်ပြီးဘာလို့အဲ့ဒီလိုအောက်တန်းကြတဲ့အလုပ်သွားလုပ်ရတာလဲဆိုပြီးအဖေကအော်ပါလေရောကျမရှင်းပြဖို့ပြင်နှုံးရှိသေးတယ်အေးတင်ကကြားဖြတ်ပြီးပတ်စံရဖို့ဆိုရင်ပေါင်လေးဟာပေးုံနဲ့ရနေတာပဲကိုတစ်နှစ်ကိုတန်းတောင်ရတယ်ဆိုပဲလို့ထပ်ထည့်လိုက်တော့တအိမ်လုံးပေါ်လို့ရိုက်သွားတာပေါ့ဆွေမျိုးတွေကမိန်းကလေးတွေစာတင်ပေးတာအလကားပဲကြည်စမ်းရှာကျွေးထားတဲ့သမီးကဖာတီမဖြစ်နေတယ်ဆိုပြီးကျမမိဘတွေကိုပါစောင်းမြောင်းပြောလာကြတယ်ကျမအတော်ကတော့ဘေးကနေမဖြစ်နိုင်တာလှဝေကကုမ္ပဏီကြီးမှာအလုပ်လုပ်တာလေအဲ့ဒါသူ့လာစားပဲဖြစ်မှာပါဆိုပြီးဝင်ထိန်ပေးရှာပါတယ်ဒါကိုအေးတင်ကမကျေနပ်ဘူးအတော်ကလည်းသူ့ကိုကာကွယ်မပေးနဲ့သူအလုပ်လုပ်တာဘယ်နှစ်ရှိသေးလို့တစ်နှစ်တန်းရမှာလဲအလွန်ဆုံးရတသိန်းပဲရှိမှာပေါ့အခုဟာကသူဖာတီလုပ်နေတာတေးကြတယ်လို့အတင်းပြောနေတော့တာတကယ်တော့ကျမကရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုမှလုပ်နေတာပါကျမရဲ့အရေးချင်းကြောင့်ကုမ္ပဏီကိုဘီလီယံနဲ့ချီတဲ့အမြတ်တွေရှာပေးထားတာကျမလည်းစိတ်မရှိတော့တာနဲ့အေးတင်နေငါ့ကိုအဲ့ဒီအလုပ်လုပ်တာမြင်လို့လားအထောက်ထားမရှိပဲရှောက်ပြောတာတရားစွဲလို့ရတယ်နော်လို့တတိပေးလိုက်တယ်သူကတော့အလျှော့မပေးပဲနင်ကားက3900တန်းနဲ့မြစ်လက်ကင်အိတ်က360လောက်ရှိတယ်မြို့ထဲမှာအိမ်ဝယ်ဖို့စေရန်ပေးတာတောင်300ရှိနေပြီအဲ့ဒီလောက်ပတ်စံတွေကအောက်တန်းကြတဲ့အလုပ်မလုပ်ပဲဘယ်ကရမှာလဲလို့ပြန်អော်တာပေါ့ကျမအမေဆိုရင်လက်တွေတုံပြီးထမင်းတောင်မစားနိုင်တော့ဘူးလှဝေနင်ကကုမ္ပဏီကပေးတာဆိုပြီးငါတို့ကိုအမြဲလိန်တာလားတဲ့မိဘတွေကကိုကိုမယုံဘူးဆိုတဲ့အတိကအေးတင်ရဲ့အပုတ်ချစကားတွေထက်ပိုနာကျင်ရပါတယ်ကျမလည်းအေးတင်နဲ့အခုချက်ချင်းလူတိုင်းရှေ့မှာရှင်းပြမဟုတ်ရင်ငါရဲတိုင်ပဲလို့ပြောလိုက်ရောဦးလေးဖြစ်သူကဝင်ပါလာပြန်တယ်နှစ်တကူကြီးရဲတိုင်တာနမိတ်မကောင်းပါဘူးညီမချင်းစတာပဲကိုအေးတင်ကလည်းနင့်ကိုခင်ကျင်လို့ပါတဲ့အေးတင်ကတော့မျက်လုံးလန့်ပြပြီးငါကသူ့ကိုမခင်ကျင်ပါဘူးဒီလိုလူမျိုးကဘာယောဂါတွေရှိနေမလဲတော့မသိဘူးငါမှတက်တေရှိတယ်ရဲတိုင်ကျင်တိုင်းငါမကြောက်ဘူးလို့စိန်ခေါ်လာပါလေရောသူကဖုန်းကိုထုတ်ပြီးတက်တေပြဖို့လုပ်နေတော့မှဦးလေးကတမီးရက်လိုက်တော့ဆွေမျိုးတွေအရှိမနင့်အမကိုအရှက်မခွဲပါနဲ့သူနောက်ဆိုယောက်ျားရမှာမဟုတ်တော့ဘူးလူငယ်ဆိုတာမှားတက်တာပဲဝန်ခံပြီးပြင်လိုက်ရင်ပြီးတာပဲဆိုပြီးကျမကိုအပြစ်ရှိသူလိုမျိုးလုပ်နေပြန်တယ်ကျမအမေကတော့စိတ်မရှိတော့ပဲစပွဲကိုရိုက်ပြီးအေးတင်နဲ့မှရှိတဲ့တက်တေအခုပြစမ်းတကယ်သာသူဒီလိုလုပ်ခဲ့တာဆိုရင်ငါသူ့ကိုအခုချက်ချင်းအမွေပြက်ဆွန့်လို့မယ်လို့អော်လိုက်တယ်အေးတင်ကမပြခင်မှာတော့ထားလိုက်ပါတော့အတော်ရဲ့သမီးပြောမိတာမှားသွားတယ်အတော်တို့သားမိစိတ်မဆိုးကြနဲ့တော့ဆိုပြီးဟန်ဆောင်မျက်ရည်တွေနဲ့ထပ်ကစားနေသေးတာကျမကတော့မရဘူးတက်တေထုတ်ပြနေမပြနိုင်ရင်ငါရဲတိုင်မယ်လို့အတင်းပြောတော့မှသူကဖုန်းထဲကဓာတ်ပုံတစ်ပုံကိုဖွင့်ပြလိုက်တယ်အဲ့ဒီပုံထဲမှာမိန်းကလေးတစ်ယောက်ကအဝတ်အစားနည်းနည်းလေးနဲ့ယောက်ျားတွေကြားထဲထိုင်နေတာဒါကိုမြင်တာနဲ့အဖေကဓာတ်ပုံထဲကလူဘယ်သူလဲဆိုတာတောင်သိချာမကြည့်ပဲကျမဘာကိုဖျက်ရိုက်လိုက်တော့တာပဲနင်ငါတို့မျိုးရိုးကိုအဆက်ခွဲနေတာလားနင့်ကိုစာတင်ပေးတာဒါတွေလုပ်ဖို့လားဆိုပြီးတားမရအောင်ရိုက်တော့တာကျမကတော့ငိုတော်မငိုနိုင်တော့ဘူးအဖေအဲ့ဒီပုံထဲကလူကသမီးဟုတ်မဟုတ်အဖေတေချာကြည့်ပြီးပြီလားသမီးကိုတစ်ခါလောက်တောင်မယုံဘူးလားလို့မေးလိုက်ပေမဲ့အဖေကတော့အေးတင်ကနင့်ကိုကောင်းစေခြင်းလို့ပြောတာသူကစံပြဝန်ထမ်းဖြစ်နေပြီးနင်ကတော့ဖာတီမဖြစ်နေတယ်ငါမျက်နှာဘယ်မှာသွားထားရမလဲဆိုပြီးထပ်អော်ပြန်တယ်ကျမအဲ့ဒီဓာတ်ပုံကိုတေချာပြန်ကြည့်လိုက်တော့မှမျက်နှာကဝါနေပေမဲ့တနေရာမှာရင်းနေတယ်လို့ပဲအဲ့ဒီတော့မှအားလုံးကိုကျမသဘောပေါက်သွားတယ်အေးတင်ဒီလို deepfake ဗီဒီယိုတွေနဲ့လူတစ်ဖက်သားကိုအပုတ်ချတာဟာရာဇဝတ်မှုဆိုတာနင်းသိလားနင်းဒီတခါတော့အလုံးမရစေရဘူးငါအခုချက်ချင်းရဲတိုင်မယ်လို့ပြောလိုက်တော့အေးတင်ကကြောက်ရမယ့်အစားအမကလည်းသမီးကအမကိုချစ်လို့ပြောတာပါအမအရှုပ်ထုတ်တွေပေါက်ကြားသွားရင်သမီးမောင်လေးဝန်ထမ်းစာမေးပွဲဖြေမဲ့ဟာကိုထိခိုက်မှာစိုးလို့ပါလို့အားချောင်းနေသေးတာအမေကတော့ဒေါ်လာတကြီးနဲ့ရဲတိုင်လိုက်လေနင်ကမိသားစုကိုအဆက်ခွဲနေတာဒီနေ့ကစပြီးငါမှနင်လိုသမီးမျိုးမရှိဘူးအိမ်ပေါ်ကအခုချက်ချင်းဆင်းသွားတော့လို့អော်ပြီးကျမကိုနှင်ချလိုက်ပါတော့တယ်စိတ်ပြက်လက်ပြက်နဲ့ဖုန်းမျက်နှာပြင်ကွဲနေတဲ့ကြားကပဲအမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်မေသမီးတစ်ခုပဲမေးပြရစီတကယ်လို့ဒီပုံထဲကလူကသမီးမဟုတ်ဘူးဆိုရင်ကောလို့မေးလိုက်ပေမဲ့အမေဖြစ်သူကတော့မျက်နှာလွှဲထားစေပါလှဝေကအေးတင်ကိုအဲ့ဒီပါတီကပုံတွေကိုဘယ်ကရတာလဲလို့ခွက်ခတ်မေးတော့အေးတင်ကတငယ်ချင်းပေးတာပါဆိုပြီးလိန်ပြန်တယ်လှဝေကချက်ချင်းပဲနင်တို့ညီအမတွေအတူတူရှောက်လေရင်ရိုက်ထားတာမဟုတ်ဘူးလားနင်တို့အတူတူသွားတာဆိုရင်ငါကဘာလို့ဖာတီဖြစ်ပြီးနင်ကြတော့ဘာမှမဖြစ်ရတာလဲလို့ပြန်ပေါက်လိုက်တော့မှအေးတင်တယောက်စကားတွေဖြစ်ကုန်ပါတော့တယ်ဆွေမျိုးတွေလည်းရိပ်မိလာကြပြီးတမျိုးဖြစ်နေပြီလို့ပြောလာကြတော့မှအေးတင်ကအမကကျမကိုအဲ့ဒီလှုပ်လှုပ်ဖို့ခေါ်တာကျမကညင်းလို့သူက writer အဲ့ဒါကြောင့်သူဒုက္ခရောက်မှာဆိုလို့ပုံရိုက်ထားတာဆိုပြီးအောက်တန်းကြထက်လိမ်ပါတယ်ဒါနဲ့လှဝေကပုံထဲကလူကြီးတယောက်ကိုထောက်ပြပြီးအေးတင်ဒီပုံထဲကလူကြီးကငါရဲ့ကုမ္ပဏီပိုင်ရှင်တထေးကြီးဆိုတာနင်သိလားလို့ပြောလိုက်တော့မှအေးတင်မျက်နှာဖြူဆုပ်သွားပါတော့တယ်အေးတင်ကလှဝေကိုပြန်ပုတ်ချဖို့စူးစမ်းပေမဲ့လှဝေကအဲ့ဒီပုံထဲကမိန်းကလေးရဲ့ပခုံးပေါ်မှာပါတဲ့နှင်းပွင့်ပုံမွေးရပါအမှတ်ကိုထောက်ပြလိုက်ပါတယ်ဒီအမှတ်ကြောင့်ပဲနင့်ကိုအေးတင်လို့နာမည်ပေးထားတာမဟုတ်လားနောက်တစ်ခါမျက်နှာတွေလဲပြီးအကွက်စင်ရင်အဲ့ဒီမွေးရပါမှတ်ကိုပါဖျက်ဖို့မမေ့နဲ့ဦးလို့ပြောလိုက်မှပဲအေးတင်ဘာမှညင်းလို့မရတော့ဘူးလေလှဝေကဆက်ပြီးတော့နင်ကတလ9000ပဲရတာနင့်စီမှာရှိတဲ့3900ကျော်တန်အိတ်တွေတန်ဖိုးကြီးနာရီတွေနဲ့လက်စွပ်တွေကိုဘယ်ကပတ်စံနဲ့ဝယ်တာလဲလို့မေးလိုက်တော့မှအေးတင်ကသူ့တထေးကဝယ်ပေးတာဖြစ်ကြောင်းလှဝေပြင်သစ်သွားတော့ကဝယ်လာတဲ့အိမ်မှာတထေးရဲ့လက်မှတ်ပါနေတာကိုပြပြီးအမှန်တရားကပေါ်သွားပါတော့တယ်အမှန်တရားပေါ်သွားတော့မှဆွေမျိုးတွေနဲ့မိဘတွေကလေတံပြောင်းလာကြပါတယ်အေးငါပြောသားပဲလှဝေကဒီလိုမလုပ်ပါဘူးလို့ဆိုပြီးဘူးပေါ်တန်ထွက်လာကြတာပေါ့အဖေနဲ့အမေကလည်းသမီးရဲ့
အမေတို့ကစိတ်တူလို့ပြောမိတာပါအမွေပြက်စွန်းလို့မယ်ဆိုတာလဲစိတ်ထဲကမဟုတ်ပါဘူးမိဘဆိုတာသားသမီးကိုစူမှာပဲပေါ့အခုအားလုံးရှင်းသွားပြီပဲဟာဆိုပြီးလှဝေကိုပြန်ချော့ဖို့စူးစမ်းကြတယ်ဒါပေမဲ့လှဝေကတော့ဆုံးဖြတ်ချက်ခိုင်မာသွားပါပြီအခုမှတောင်းပန်တာကိုသမီးမလိုချင်တော့ဘူးအဖေတို့သမီးကိုဘယ်တော့မှမယုံခဲ့ဘူးဒီနေ့ကစပြီးဒီအိမ်ကိုသမီးနောက်ထပ်ပြန်မလာတော့ဘူးအဖေတို့အတွက်လစဉ်ထောက်ပံ့ကြည့်တော့ပုံမှန်ပို့ပေးပါမယ်လို့ပြက်ပြက်သားသားပြောလိုက်ပါတယ်ပြီးတော့လှဝေကရဲကိုဖုန်းဆက်ပြီးအေးတင်ကိုအမှုဖွင့်လိုက်ပါတော့တယ်အေးတင်နဲ့ဦးလေးဖြစ်သူကဒူးထောက်တောင်းပန်ပေမဲ့လှဝေကတော့နောက်ဆုံးတစ်ခါအနေနဲ့ဦးလေးကိုဝန်ခံကလေးတစ်ခုရေးခိုင်းပြီးအေးတင်ကိုအမှုမဖွင့်ပဲခွင့်လွှတ်ပေးလိုက်ပါတယ်လှဝေကတော့မိဘတွေကိုခွင့်မလွှတ်နိုင်တော့ပဲအိမ်ပေါ်ကနေထွက်လာခဲ့ပါတော့တယ်